So what? I just want to make a social experiment. Can you just tell me which police station I have to go? Yeah. Yeah, I saw that. Okay, yeah. Yeah, baby, thank you. ဆိုတော့ကျွန်တော်အိမ်ရဆရာကြီးကိုဘယ်ရဲဌာနကိုသွားပြီးအကူအညီတောင်းမလဲဆိုပြီးတော့ကျွန်တော်မေးကြည့်လိုက်တာပေါ့နော်အဲ့ကျတော့ तू ကပြောတာဒီဘေးနားမှာတွေ့တဲ့ရဲကိုသတင်းပို့ပြီးလို့ရှိရင်သူတို့ကိုအကူအညီတောင်းခိုင်းပေါ့နော်လူတယောက်ကခိုးသွားတယ်ဆိုလို့ရှိရင်တော့မရတော့ဘူးတဲ့ဟိုသူ့အတွက်ယူသွားတယ်ဆိုလို့ရှိရင်မရဒါပေမဲ့အဲ့ဒီလူက lost and found ဌာနတွေမှာသွားပြီးတော့ပေးခဲ့တယ်ဆိုလို့ရှိရင်တော့ကံမဆပြီးတော့ရမှာပေါ့လေအဲ့ဒါအခုအဲ့ရဲဌာနတွေကိုသွားပြီးလို့ရှိရင်အဲ့သူတို့ရဲဌာနမှာရှိတဲ့ lost and found ကိုကျွန်တော်သွားပြီးတော့မေးကြည့်နေတာပေါ့နော်အကယ်၍လူတယောက်ကမြန်လာပြီးတော့မြန်အပ်ထားသလားဆိုပြီးတော့လေအဲ့ဒါနဲ့အခုကျွန်တော်ရဲဌာနကိုရောက်ပြီးတော့ကျွန်တော်မေးစရာရှိတာကျွန်တော်မေးဖို့အတွက်အတွင်းထဲဝင်သွားတော့မှာပေါ့နော်ဒါပေမဲ့အတွင်းထဲမှာကင်မရာမရိုက်ရဘူးဓာတ်ပုံမရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်အထဲထဲမှာတော့ဓာတ်ပုံမရိုက်လာရဘူးကျွန်တော်ကနောက်ဆုံးကြအဲ့ဂျာမနီကဦးလာရွှေတို့ကိုအကူအညီတောင်းပြီးတော့ကျွန်တော်နောက်ဆုံးကြတော့ကျွန်တော်ရဲ့အိတ်ကပြန်ရခဲ့ပါတယ်လို့လူပြန်တွေ့ရလဲဆိုတော့ပြမယ်ကျွန်တော်အိတ်ပြောက်လို့သူတို့အကူအညီတောင်းတဲ့အချိန်မှာကျွန်တော်ရဲ့မှတ်ပုံတင်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီလိပ်စာကတ်တွေပြီးလို့ရှိရင်ကျွန်တော်ဒီအိတ်ဝဲထားတဲ့ဘောင်းချားတွေသူတို့အကုန်လုံးစစ်ပြီးကြတာအေးဟုတ်တယ်ပါညာတရကဆိုတော့ကျွန်တော်ဒီအိတ်ကိုကျွန်တော်ကိုပြန်ပေးလိုက်တာအဲ့ပေးလိုက်တဲ့အချိန်မှာသူတို့ပြောတာကလူတယောက်ကပေါ့နော်လူတယောက်ကဒီအိတ်ကိုယူပြီးတော့ဒီ train station နားမှာဒီကျွန်တော်အိတ်ချခဲ့တဲ့နေရာ train station နားမှာလေဟောက်ဘန်နုနားမှာဆိုတော့ကျွန်တော်အဲ့ဒီ lost and found မှာအဲ့ဒီလူကလာပြီးတော့ပြီးသွားတာတဲ့လုံးဝလေအဲ့ဒီလူကိုကျေးဇူးအများကြီးတင်ပါတယ်နော် I don't know who you are but I'm really thankful for what you did for my back thank you so much နော်ဆိုတော့ကဲအမျိုးတို့ရေနော်မပြောက်မှာဆိုလို့ပျောက်သွားတာကိုပို့ပြီးတော့ဗာလဲမပြောက်မှာဆိုလို့ကြည်နေတာပျောက်သွားတော့ပျော်မိပါတယ်ဆိုတဲ့လူတွေပြန်ရပြီအဲ့မှာလေတလားနိုင်လေးလည်းပြန်ပါလာတယ်ဒီမှာနိုင်လေးလည်းပြန်ပါလာတယ်Thank you. 怎么是弄变成戏？怎么一下要多比？都那没有共鸣呢？年龄在对嘛嘞？今年这拉皮安尼巴斯的怎么安尼巴斯的给毛了？怎么嘛的啦？今年懂来的？年龄在对吗？哎，就在没在知道。年龄在没对到，八路嘞，将军手难了。哎呦我的妈！ရဲမစပ်ထောင်းလေလာနေသေးရဲ့ဗျာဖုန်းလမ်းမသိဟယ်လိုဟုတ်မရေအမမှာထားတဲ့ကိန်းမုံရပြီဗျအေးနင်တို့ပဲမြူလိုက်တော့ဟေးဘဲကငါ့ကိုပြစ်သွားပြီဟိုရဘာလို့တော့အမရစားရှင်းမနေနဲ့ဒါပဲနေကအာဒီစကန်နီလာဟုတ်ပါတယ်နေကတခါကျနေလေဈေးကြီးလိုက်တာဈေးကတော့စားစားရှိပါတယ်အမဈေးတက်တာပြောကြည့်လေဈေးတက်တာဆိုလို့ရှိရင်တော့အမဈေးအပေါ်ဆုံးတစ်ခါပြင်း2000ပါရှင်အဲ့ဒါပဲပြင်ပေးပါမိတ်ကကိုဈေးကြီးပေးပြီးမပြင်ချင်ဘူးရရလေပြီးပြီရှင်哎呦我的妈！干嘛了？哦妈，那当然，俺老拉呗，接受点心。接受。哎呦我的妈！嘿，没做嘛？好的，过来了。他老是。哦，给没做嘛？哎，你做俺路嘛不拉嘛？你有这样路拉不？လောလောလုံးထွက်လာတယ်လို့ခိုင်းတော့စိုးခဲ့ရဘူး။ခိုင်းနေရရှိလား။ရှိတယ်မနေ့ကရှိမှာနည်းနည်းစိုးအရောင်လေးလဲလာတယ်အသားလေးလည်းမစိုးဘူးနော်စိုးရတာသူကလုံးဝအဆင်ပြေတယ်။ညမ်းတာလေအထီးထောက်လက်ပါလေးတော့ဝက်ချက်ပြောက်တဲ့ master မနက်ကမှငေါ်ဝဲလာ။ငါလည်းဒီရပိုင်းတော့လည်းငါပြီးရိုးလေအများကြီးဆောက်လာမသိဘူးမျက်နှာကြီးဆိုဝက်ချက်နဲ့ဆိုဘယ်လိုဖြစ်ဆိုသလား။အဲ့မချိုလက်ဖက်လေးပါလည်းမတောက်လည်းညီတို့။ဘာလက်ဖက်တော့မှမရှိဘူး။ဘယ်လိုမှမဆိုလူတွေမှာတော့ဇပွဲမှာလည်းဖတ်တော့ကြည့်ရှိရတာ။မပြင်းသေးဘူးလား။
哎呦我的妈！ ဒီတော့နင်းထုတ်တာအော်နင်းထုတ်တာမဟုတ်ပါဘူးငါဒီတိုင်းမမေးကြည့်တာစကားမဆက်ပါပြောင်းမသိလားငါတို့လည်းလေထူးထူးဆန်းဆန်းသိလားတကားနာမှာဘာလဲမသိဘူးလားငါတက်မယ်လားလိုက်ကြလားဒီနားမှာတကယ်ချင်းလားငါတက်မယ်လားဒီနားဘာရှိလို့မသိရနားလေးမှာပဲဟုတ်တယ်ဖီလုံးမတိုင်လုံးသူ့ကြောင့်ပြောင်းတော့မှာ မင်းငါဘလောက်ချင်လဲဆိုမင်းမမသိတာကွာငါယူခွဲပြလိုက်ခွဲပြလိုက်ချင်တယ်ကွာမင်းငါဘလောက်ချင်လဲဆိုမင်းမသိဘူးငါယူခွဲပြလိုက်ငါခွဲပြလိုက်ချင် ရော 哎呦我的妈！ ရှင်မုံရည်ဒီ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 အမရှင်မုံရည်ဒီလားစိတ်ကြီးဝင်နေဆိုတာဝင်နေတိုင်းဝင်လို့ရမှာမဟုတ်ဘူးသူ့ချိန်နေသူ့စံတန်းသူ့ချိန်ကနေမှဝင်လို့ရဟဲ့ငါစပယ်ဒူးပြောင်းပဲငါစပယ်ဒူးပြောင်းပဲလူတွေစားတော့ဒီဗီဒီယိုမလုပ်တော့လို့ဒါပေမဲ့စိတ်ထဲမှာလေပြောဘယ်လိုပြောခံရအခက်လို့မလို့ဒီဗီဒီယိုလုပ်လိုက်တာလွန်ခဲ့တဲ့2လနဲ့15ရက်နေ့ကတငယ်ချင်းတစ်ယောက်ကသူ့အဖေဆိုင်ကမှောက်လို့ဆိုပြီးတော့ရှိုင်းစီကပတ်စံ15သိန်းချီရှိုင်းလည်းအဲ့တော့ TikTok မှာ live လုပ်လို့ရတဲ့ပတ်စံလေးနဲ့ထုတ်ပြီးတော့အေးဆိုပြီးတော့ဒီဟိုပါလေ Western Union ကနေပြီးတော့ဒီနိုင်ငံခြားကနေပြီးတော့မြန်မာပြည်ကိုလှမ်းပို့လိုက်တာအဲ့ပတ်စံနဲ့ရှိုင်းလေ TikTok မှာခွေးလို့ဥပြရတယ်ငရုတ်သီးစားပြရတယ်ခေါင်းပေါ်ရေလောင်းပြရတယ်ပြီးလို့ရှိရင်တချင်းဆိုပြရတယ်ကပြရတယ်အပတ်စံလေးတွေကိုရှိုင်းကရကစားသူ့ကိုဥပြပြချီးလိုက်တာသူ့အဖေစေးရုံအရေးပေါ်ဖြစ်လို့ဆိုပြီးတော့ကိုကလည်းစာနာတာနဲ့တငယ်ချင်းဖြစ်တာနဲ့ဆိုပြီးချီးလိုက်တာဒီနေ့ August လ15ရက်နေ့သူပတ်စံပြန်ပေးရမယ်နေရှိုင်းတိုးအတိုးလုံးဝယူမထားဘူးနော်အတိုးလုံးဝယူမထားဘူးလုံးဝရှိုင်းစီမှာတင်ပတ်စံချီးပူးတဲ့လူတွေတယောက်တည်းမှာအများကြီးရှိတယ်သူတို့မေးကြည့်လို့ရတယ်ဘယ်တော့မှအတိုးမယူဘူးဘယ်တော့မှအတိုးလည်းအားကျင်စိတ်လည်းမရှိဘူးဒါပေမဲ့ရှိုင်းပြောတာလေးသိမလားโอเคချီတငယ်ချင်းရတယ်ဒါပေမဲ့ငါ့ကိုပြန်ပေးမဲ့ရက်ကလေးကိုတော့အခြားတိကျလေးပြောစေချင်တယ်နေပါ तू တစ်လပဲယူတစ်နှစ်ပဲယူအဲ့လိုမျိုးပြောတာ तू ကဘာပြောလဲဆိုတော့အေးတဲ့တငယ်ချင်းနဲ့2လကျော်လောက်ပဲအဲ့ဒါဆိုလို့ရှိရင်တဲ့ဟိုက August လ15ရက်နေ့ပြီးမယ်ဆိုပြီးတော့ပြောတာဒီနေ့ August လ15ရက်နေ့ရှိုင်းဒီနေ့အခုကနေလေရောက်နေပြီမနက်ခင်းမတိသေးပါဘူးဒီတိုင်းမှာပြီးမှအတွေးဝင်လာတငယ်ချင်းငါဟို15သိန်းပြန်ပြီးအကျွေးပြန်ဆက်ရမှာဆိုသူ့ရဲ့အကောင့်လေးဝင်ကြည့်ရနော်အကုန်လုံးဘလော့သွားတယ် message လည်းဘလော့သွားတယ် WhatsApp ဆိုတဲ့ဟို application ရှိအဲ့ဒီမှာလည်းရှိုင်းရဲ့နံပါတ်ကိုသူဘလော့သွားတာခံရခတ်ပြီးတော့လေဘယ်လိုပြောအောင်မလို့ဒါတော့ငွေအမောင့်နဲ့ဘော်ရာကန်နာဟိုဖြတ်လိုက်တာလားပေါ့နော်အဖြစ်တစ်ခုခုတော့ပေးသွားတယ်ဟုတ်တော့မလားလူတိုင်းပတ်စံရှာရတာပတ်စံလူတိုင်းရှာတဲ့ပတ်စံဘယ်နေရာမှာအလကားမရဘူးလေရှိုင်းလို့ဆိုရင်ပို့ဆိုဟုတ်တော့မလားဒီလိုမျိုးကိစ္စတွေလေအခုဖြစ်တဲ့တငယ်ချင်းတယောက်တည်းမဟုတ်ဘူးရင်ထဲကဖြစ်လာတာရှိုင်းကလေအမှတ်မရှိတကယ်ချင်းပတ်စံလာချီးပြီဆိုလို့ရှိရင်လေပြုံးပြုံးပြောကြီးအဲ့လိုမျိုးချီးပေးရပါတော့အမှတ်မရှိချီးပြီးတော့ကြောက်အဲ့လိုမျိုးဖြစ်ခံဆိုတော့ကိုပဲစုံမရတော့မယ်နောက်တစ်ခါပတ်စံလာချီးလို့ရှိရင်ဘယ်သူမှမချီးနိုင်အောင်ကိုစုံမရတော့စိတ်တက်တယ်ဒီခါကျရင်အဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်တက်ကြဘာလို့ဆိုတော့အလကားရတဲ့ပတ်စံမဟုတ်ဘူးသိမလားအလကားရတာမဟုတ်ကိုမှရှာထားတာလွယ်ရလည်းမဟုတ်သိမလားရှိုင်းဆိုလို့ရှိရင်ဒါလုံးဝအခုရှိုင်းရတဲ့ပတ်စံရှိုင်းမှာရှိတဲ့ရှိုင်းရှာနေတဲ့ပတ်စံတွေဟာအလကားရတဲ့ပတ်စံတစ်ခုမှမပါစူးစမ်းပြီးတော့လေသိမလားရှိုင်းဒေါသမနေထိန်ထားတယ်စိတ်ညစ်တယ်တော့ချုံမီနေကလေးစားပိုင်းတက်လာပါပြီလဲစားမချင်းနဲ့နော်ဟာဘာမှအကြောက်ဆုံးချိန်ပဲကဲနောက်ဆုံးအဆင့်အနေနဲ့ကတော့ lipstick ရောက်ပါပြီခင်ဗျာ lipstick ကိုလည်းနှစ်ရောင်ဆက်ပြီးတော့ဆိုးလိုက်ရပဲဖြစ်ပါတယ်ကဲ lipstick တွေထည့်ပြီးတော့ပြီဆိုလို့ရှိရင်တော့ရန်ကိုပဲမိုက်လေးမိန်လေးရဲ့ K-pop idol လွတ်လေးရရှိတော့ပြီပဲဖြစ်ပါတယ်
လို့ဖြစ်လေရမယ် ဖေးပြီးပြင်ထားပေးလို့ ကျွန်တော်မချောဘူးလို့ပြောရလူရဲ့အမမေကိုပြင်တာမကောင်းလို့ပြောတယ်အတူတူပဲအဲ့ဆိုနေတော့မမေလေးရဲ့မိတ်ကပ်ဖို့ကျွန်တော်ကနေပြီးအကနဲ့ရှင်းမှာဖြစ်ပါတယ် let's goပြရှိတိုင်းကောင်းကြီးပြပါစေ